အခုလိုလန်ထား6တဲ့ဗီဒီယိုလေးတွေကို AI နဲ့ဖန်တီးလိုက်ကြရအောင်အပေါင်းလက္ခဏာလေးနှိပ်ပြီးအသေးလေးပြီးခဲ့ကြပါအောင်ရှင် Google ထဲကိုဝင်လိုက်ပါမယ် Google ထဲဝင်ပြီးသွားလို့ရှိရင် search bar မှာ BISVERSE Pitchforce AI ဆိုပြီးတော့မှရိုက်ရှာလိုက်ပါမယ်ရှင်ပထမဆုံးကြောင်းလာတဲ့ page bar လေးကိုယူလိုက်ပါမယ်ယူလိုက်ပြီးသွားလို့ရှိရင်သူကညာဘက်ထောက်မှာ log in ဆိုတဲ့ခက်လုပ်လေးရှိပါတယ်အဲ့ဒါကိုနည်းလိုက်ပြီးသွားလို့ရှိရင်log in with Google ဆိုပြီးတော့မှရေးထည့်လိုက်လို့ရှိရင်ကိုပိုင် email နဲ့ဝင်လိုက်လို့ရပါပြီရှင်သူက free လုပ်မယ်ဆိုရင်တင်ကား90ပေးပါတယ်ရှင်ကိုက video တစ်ပုတ်ဖန်တီးမယ်ဆိုရင်တင်ကား30ကုန်ပါမယ်ရှင် effect ထဲကိုဝင်လိုက်မယ် effect ထဲကိုဝင်ပြီးသွားလို့ရှိရင်အောက်က star လေးကိုတစ်ချက်ထပ်ပြီးတော့မှနှိပ်ပါမယ်ရှင်ကိုဖန်တီးချင်တဲ့ဗီဒီယိုလေးကို select မှတ်လိုက်မယ်ကျမကတော့အစမ်းလုပ်ပြတာဖြစ်တဲ့အတွက် red carpet တိုင်းလေးကိုတစ်ချက်ရွေးလိုက်ပါမယ်ရှင်အပေါ်ထောင်နေတဲ့မြားလေးကိုတစ်ချက်ဆက်ပြီးတော့မှနှိပ်ပါမယ်ရှင်အဲ့မှာကိုချစ်တဲ့သူကိုဖန်တီးချင်တဲ့ဗီဒီယိုလေးကိုယူလိုက်ပါမယ်ကျမကတော့ကြောင်ပုံလေးကိုယူလိုက်ပါတယ်ရှင်တစ်ချက်ဆောင်းပါမယ်ပြီးသွားလို့ရှိရင်တော့ create နေလိုက်လို့ရှိရင်လန်ထား6တဲ့ဗီဒီယိုလေးကိုရရှိပြီပဲဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုညီမတို့ download လုပ်မယ်ဆိုရင် watermark နဲ့တစ်ချက်ရွေးလိုက်ပါမယ်ရွေးလိုက်လို့ရှိရင်ကို save ချင်တဲ့ကိုတင်ချင်တဲ့ application တစ်ခုကိုရွေးလိုက်မယ်ဥပမာ TikTok မှာတင်မယ်ဆိုရင် TikTok ကိုတစ်ချက်နှိပ်လိုက်ပါမယ်ရှင် TikTok ကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒီမှာကိုက effect လေးတွေကိုလိုသလိုထည့်မယ်ကိုလှုပ်ချင်တဲ့ပုံစံလေးအတိုင်းလှုပ်မယ်ဆိုရင်တင်လို့ရပါပြီရှင်အားလုံးပဲဆင်ပြေကြပါစေ